ချင်းတကောင်တော့ကျွန်တော်ခွင့်လို့ပြပါအစီကျွန်တော်မားတယ်ဗျာဒီကောင်မားတယ်ဗျာကြားပြီးဆိုတော့မှားပြီးဆွဲလို့မရဘူးသားကြီးမင်းခါပြီးတော့မယ်အနားကြီးလိုက်တော့ကွာဟာမင်းဘာပြောမင်းဘာပြောလဲဘယ်လိုပါလဲအစီကျွန်တော်မင်းကိုဖားဝင်လို့လုံချင်းတယ်ပါအစီမိဘချင်းကိုချင်းစားပေးပါဦးဗျာမင်းမမိဘနှစ်ယောက်ဆိုတော့မရှိတော့ဘူးလေမင်းဘာလာပြောနေရှိခဲ့စီကျွန်တော်လုံချင်းကြတာကိုပြောတာပါအစီကျွန်တော်သားသမီးတွေပြက်တော့မထောက်တော့လားအစီဘယ်သားသမီးလဲမင်းဘယ်တော့မိမရသွားလို့လဲကျွန်တော်မိမယူပြီးကလေးတွေအများကြီးပွဲပဲလို့ကျွန်တော်ကြားသိထားလို့ပါအစီသားသမီးချင်းကိုချင်းစားပေးပါဦးဗျာဟဲ့ငါဘာလို့ကိုချင်းစားပါလဲငါမိမတော့မယူရသေးဘူးကွာအစီမိမယူပြီးကလေးတွေအများကြီးပွဲပဲယုံကြည်ပါအစီနှာခေါင်းကြီးအကြီးပဲဟာငါမင်းမျိုးတုံးတော့ငါလုံးပြမယ်နော်ဗျာဘယ်လိုပါလဲအစီမျိုးတလီတော့ချက်တော့ပဲပါအစီဟဲ့ဒီကောင်ငါ့ကိုနားညောက်လာလှုပ်နေပြီဟေးငါပစ္စည်းတွေကိုမှခိုးရတဲ့ဒီကောင်ကိုဂုံပြုတ်ပေးရမှာပေါ့အဲ့ဒီတော့အလက်ကောင်ရဲ့ဥပဒေနဲ့ဒီကောင်ကိုစီရင်ချက်ချမယ်ကွာအိုးတင်လိုက်ဟုတ်ဟဲ့ငါရုံးစင်မမို့တော့ဘာလို့အိုးလာတင်တာတော့တို့အာစီဟာမင်းကောင်းဘောကအိုးလေးကွာနဲ့ပြစ်ခွင်းဒီအိုးဟုတ်တယ်ဘာမင်းရတယ်ငါကြီးဟုတ်လားကွဲသွားပြီမဘာမခွဲကြမလို့အတိပြောတယ်ကွဲသွားပြီဟင်မင်းကောင်းကိုညင်ချင်းထားတော့မင်းကောင်းလှုပ်လို့ရတော့ငါမင်းကောင်းကိုပြစ်ခေါ်လိုက်မှာနားလဲလားဘယ်လိုပါလဲအစီညင်းကြီးအိုးပြပါအစီအတိလက်တယ်မှာကျွန်တော်သိပါဟဲ့အစီလည်းနင်းလေးကိုတိမှာပါပြပြအစီပြကျွန်မလုပ်ဘူးအဲ့အောင်လေအပြန်လို့ဝင်းနေလားဟင်ဘယ်လိုလဲအဲ့ဒါဘယ်လိုလဲအစီဝင်းအစီဘယ်လိုလက်တက်တော့ပါလဲအစီဘယ်လိုတယ်လေအစီဟာဟဲ့လေပြောကြအောင်လေကွာပြောပါဦးဟာလုံးပြောကြပါကွာအစီကလက်မတက်တော့လေအစီချီးလိုက်ဟင်ဟဲ့ငါတပတ်လေဟာတော့ဘုဆိုလိုက်ဟဲ့ပြောလေကွာမလို့အစီသေးသေးတယ်ဘာလို့လဲမသိရောက်ဟာရောက်နောက်တပတ်ထက်လေဟာပြောပါအမကျလေဟိုချက်လေပြောတော်ရတော်မူပါရဟာဟိုကလောက်တော့ကွာဟဲ့အစီအဲ့လိုပြလိုက်အဲ့ဒီမှာကျွန်တော်ကြည့်တယ်အစီအဲ့တော့ပြလိုက်အဲ့ဒါငါပစ္စည်းတွေကိုခိုးတဲ့အတွက်ပြည့်တယ်မဲ့ကွာဒီလာပြီနောက်တစ်လုံးတခိုးကောင်းမောအိုးမထီတယ်ကဲလာပြီကွာအဲ့ဒီခေါင်းပေါ်ကအိုးမကောင်းတော့ဗျာထွက်เสียသေးလားမရှိတော့ပါဘူးဗျာသေးမရှိရင်သွေးထွက်เสียရမယ်ကွာ